သူစာချက်နေတော့မှပဲသတင်းပေါက်ကနေလူတယောက်ရဲ့လက်တစ်ဖက်လှမ်းဝင်လာပြီးသူ့ရဲ့စာရေးခုံပေါ်ကိုကတိပါဘူးလေးတစ်ပူချပေးသွားခဲ့ပါတယ်။အဲ့ဒီဘူးထဲမှာတော့တောက်ပနေတဲ့မျက်ကပ်မှန်တစ်ခုရှိနေခဲ့ပါတယ်။သူဟာမျက်ကပ်မှန်တွေကိုမျက်လုံးတစ်ဖက်စီမှာတက်ဆင်လိုက်တဲ့အခါမှာတော့စာမျက်နှာပေါ်ကစာသားတွေဟာချက်ချင်းဆိုသလိုရွှေ့ကြသွားခဲ့ပါတယ်။ပုံကျန်းတွေကတက်ဝင်လှုပ်ရှားလာပြီးစာတန်းတွေကနေရာတကျဝင်လာကဖြေတွေဟာစာရွက်ပေါ်မှာတင်တိုက်ရိုက်ပေါ်လာခဲ့ပါတော့တယ်။ဥစ္စာတိုင်းဟာသူစာဖတ်လို့တောင်မပြီးခင်မှာတင်မဲ့အကုန်ဖြည့်ရှင်းပြီးသားဖြစ်လို့နေခဲ့ပါတယ်။စာကြည့်တိုက်ကနေထွက်လမ်းမှာတော့သူ့ကိုမျက်ကပ်မှန်ပေးခဲ့တဲ့လူကြီးဟာအဝေးကနေစောင့်ကြည့်နေတာကိုသူမြင်လိုက်ရပါတယ်။ခွဲခန်းလက်တွေ့ချိန်တွေမှာလည်းသူဖြတ်တော့ရမယ့်လမ်းကြောင်းတွေဟာလမ်းညွှန်မြင်းတွေအဖြစ်ပေါ်လာခဲ့ပါတယ်။ပြီးတော့စာမွေးပွဲဖြစ်တဲ့အခါမှာလည်းမေးခွန်းတိုင်းမှာသူတယောက်တည်းပဲမြင်နိုင်တဲ့အဖြေတွေလင်းထိန်ပြီးပေါ်နေခဲ့ပါတယ်။သူဟာအတန်းထဲမှာထိတ်ဆုံးကနေပွဲရရှိခဲ့ပြီးအဲ့ဒီစမ်းကြဲတဲ့လူကြီးကိုလူအုပ်ကြီးထဲမှာနောက်တစ်ကြိမ်ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။နှစ်တွေကုန်လုံးသွားခဲ့ပြီးသူဟာလုပ်ငန်းခွင်နယ်ပယ်ထဲမှာနာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ခွဲစိတ်ကူးသမှုတွေပြုလုပ်တဲ့အခါမှာကိုခန္ဓာအစိတ်ပိုင်းတွေအပေါ်မှာလမ်းညွှန်ချက်တွေဝဲပြန်ပေါ်လာပြီးသူဘာလုပ်ရမလဲဆိုတာကိုအတိအကျပြသပေးခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့လူနာတိုင်းဟာတယောက်မကျန်အသက်ရှင်လွတ်မြောက်ခဲ့ကြပါတယ်။ဒီလိုနဲ့နှစ်အတော်ကြာပြီးတဲ့နောက်မှာတော့ဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာခဲ့ပါတယ်။သမရကြီးဟာရုပ်တံတိုက်ရိုက်ထုတ်လွှင့်မှုမှာတင်လေဖြတ်ဝေဒနာခံစားခဲ့ရတာဖြစ်ပါတယ်။အရေးပေါ်ခွဲစိတ်ကူးသမှုပြုလုပ်ဖို့လိုအပ်နေပြီးသူဟာဒီသမရကြီးအတွက်အကောင်းဆုံးမျှော်လင့်ချက်ပဲဖြစ်ပါတယ်။သူလက်ဆေးပြီးခွဲစိတ်ဖို့ပြင်ဆင်နေချိန်မှာသူ့ရဲ့လက်တွေဟာတုံရင်နေခဲ့ပါတယ်။ဒါပေမဲ့သမရကြီးရဲ့အနားမှာရက်လိုက်တဲ့အချိန်မှာတော့မျက်ကပ်မှန်တွေဟာချက်ချင်းလင်းထိန်လာပြီးပျက်စီးလူနီးပါးဖြစ်နေတဲ့နှလုံးသားပေါ်မှာတက်ရက်တဲ့လမ်းကြောင်းတွေကိုဆွဲသားပေးခဲ့ပါတယ်။သူဟာခွဲစိတ်ထားဖို့အရေးပြားတဲ့စတင်ဖိသွင်းလိုက်တဲ့အချိန်မှာပဲအရာအလုံးပျောက်ကွယ်သွားခဲ့ပါတယ်။သူ့ရဲ့လက်တွေကိုလမ်းညွှန်ပေးမဲ့အရာဘာတစ်ခုမှမရှိတော့ပါဘူး။သူဟာတုံရင်နေတဲ့ကြားကပဲခွဲစိတ်ထားကိုဆက်ပြီးဖိသွင်းလိုက်မိတာကြောင့်အနက်ကြီးပြတ်တောက်သွားခဲ့ပါတယ်။သွေးတွေဟာသူ့ရဲ့လက်မောင်းတွေထိပန်းထွက်လာခဲ့ပြီးအားလုံးနောက်ကျသွားခဲ့ပါပြီ။နှလုံးခုန်လုံးတိုင်းတဲ့ဆက်တွေဟာမြင်းဖြောင်ကြီးဖြစ်သွားခဲ့ပါတယ်။သမရကြီးကွယ်လွန်သွားခဲ့ပါပြီ။လူအုပ်ကြီးဟာရုပ်အလောင်းကိုငုံကြည့်ရင်ထိတ်လန့်တုန်လှုပ်နေခဲ့ကြပေမဲ့လူတစ်ယောက်ကတော့ချွင်းချက်ပါသူဟာမျက်နှာမှာအပြုံးဖြော့ဖြော့လေးနဲ့လုံးဝတည်ငြိမ်နေခဲ့ပြီးလှည့်ထွက်လာကလမ်းလျှောက်ထွက်ခွာသွားပါတော့တယ်။